မင်္ဂလာပါခင်ဗျာဒီကနေ့ကတော့ထိုင်းမှာအင်္ဂါနေ့ထိုင်တဲ့သူတွေအနေနဲ့သဘောဆုံးရှုံးမှုမရှိစေဖို့နာအတွက်ကိုစောင်းဝင်ချောင်းဝင်လေးတွေကိုပြပြပေးမှာဖြစ်ပါတယ်ခင်ဗျာခုတလောထိုင်းမှာအင်ရှင်တွေနဲ့အင်္ဂါတဲ့အခါမှာသဘောတွေတောင်းလာပြီးတော့သဘောပြန်မပေးတဲ့ပြဿနာတွေဟိုလေးတချို့ချို့ဖြစ်နေတဲ့အတွက်ကြောင့်မလို့မြန်မာတွေအတွက်လည်းဆုံးရှုံးမှုတွေမဖြစ်ရအောင်လို့နားလည်တဲ့လောက်လေးအကြံပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာယခုပြောပြမယ့်အကြောင်းအရာတွေဒီမြေသူတူတယောက်ဖွဲ့စည်းတစုံတရာပုံမှာထိခိုက်နေတာလို့စေအလင်းမရှိတဲ့အကြောင်းအရင်ဆုံးပြောပြပေးရစီခင်ဗျာအခုတလောထိုင်းမှာအင်္ဂါပြီးတော့မှသဘောပြန်မပေးတဲ့အတွက်ကြောင့်မလို့အင်္ဂန်းကိုဖျက်ဆီးသွားတဲ့ယူကရိန်းစုံတွေရဲ့အကြောင်းရဲ့ Ranking University အနီးမှာရှိတဲ့အင်္ဂန်းကားတဲ့အမျိုးသမီးကနေပြီးတော့မှသဘောတွေပြန်မပေးဘဲနဲ့ကျောင်းသားတွေကိုပါကိုတိလျောက်ကျူးလွန်တဲ့ပြစ်မှုတွေဖြစ်လာတဲ့နောက်ပိုင်းမှာတော့ထိုင်းမှာအင်္ဂါပြီးတော့မှသဘောပြန်မပေးတဲ့ကိစ္စတွေပေါ်မှာထိုင်းရဲ့တစ်ဖွဲ့ပါဝင်ပါနေရပြီလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ထိုင်းမှာရောက်ရှိနေတဲ့မြန်မာတွေအနေနဲ့သဘောပြန်မရတဲ့အဖြစ်မျိုးမဖြစ်ရအောင်လို့အောက်ပါစောင်းဝင်ချောင်းဝင်အချက်လေးတွေကိုတည်တမျှတင်ပြလိုခြင်းဖြစ်ပါတယ်ခင်ဗျာနံပါတ်1ချက်အနေနဲ့အင်္ဂန်းကားတဲ့ခါမလောပါနဲ့ထိုင်းမှာအခန်းကားတဲ့ခါမှာပွဲစားလက်ကနေပြီးတော့မှလွတ်ခဲပါတယ်ဒီတခံပဲကြံတာတို့စင်ရင်ချနော်တို့နောက်နေ့စိတ်မချရဘူးဆိုတာတွေရတာပွဲစားတွေရဲ့လက်သုံးစကားတွေဖြစ်ပါတယ်ဘန်ကောက်မှာအခန်းချတာအဲ့လောက်ကြီးလည်းမခက်ပါဘူးစေးအေးထားပြီးတော့ခြာစေခြင်းပါတယ်ဘာလို့စေးအေးထားပြီးတော့ခြာစေခြင်းလဲဆိုတာလေးကိုနောက်ပိုင်းမှာကျွန်တော်ဆက်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်နံပါတ်2အနေနဲ့စာချုပ်မှာဇဘောနဲ့ပတ်သက်တဲ့အချက်လက်ပါမှာပါစစ်ဆေးစီခြင်းပါတယ်ဇဘောမပေးရတဲ့အခန်းကတော့ဘန်ကောက်မှာခြာဖို့မလွယ်ပါဘူးမရှိပါဘူးပြောလို့ရှိရင်လည်းမမှားနိုင်ပါဘူးဒါပေမဲ့စာချုပ်ထဲမှာဇဘောနဲ့ပတ်သက်တဲ့အချက်လက်ပါမှာပါစစ်ဆေးစီခြင်းပါတယ်ဘယ်ရှိနေမှာဇဘောပြန်အမယ်ဘယ်နေရာတွင်းမှာပြန်အမယ်ဆိုတာမျိုးတွေကိုပါအပြည့်စည်းတွေကဘယ်ရှိနေလက်ခံမယ်ဆိုတာလေးတွေပါဖြစ်နိုင်ရင်ထည့်ရေးစီခြင်းပါတယ်အခန်းကားတဲ့အခါမှာအခန်းကပေးတဲ့ထဲမှာသတ်မှတ်တဲ့ပမာဏပျက်စီးမှုပေးထားပြီးသားပါစင်းရာတို့ချို့ရာတို့ဆိုတာမျိုးလေးတွေပါဖြည့်ဆည်းဖို့မဟုတ်တာလေးကိုတော့ကျွန်တော်တို့တတိပြုစီခြင်းပါတယ်မိမိကထိုင်းစာမရရင်ပွဲစားကိုဘာသာပြန်ခိုင်းပါထိုက်တဲ့ကျိုးဆောင်ကပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပွဲစားတွေဘက်ကလည်းတာဝန်ယူပေးရမှာဖြစ်ပါတယ်ဘလို့မှမရတဲ့အဆုံးကတော့ Google Translate ကိုသုံးပါဘာသာပြန်ငှားလို့ရရင်လည်းငှားစေခြင်းပါတယ်ငွေမောက်များတဲ့ခါကြလို့ရှိရင်တနေ့မှဘာသာပြန်က900ပဲပေးရတာဖြစ်တဲ့အတွက်ကြောင့်လည်းတန်ပါတယ်နံပါတ်3အနေနဲ့ကတော့အခန်းလက်ခံတဲ့အခါမှာမှတ်တမ်းတင်ထားစေခြင်းပါတယ်အခန်းကိုလက်ခံတဲ့အခါမှာအစည်းစက်ကြည့်ပြီးတော့မှတပ်ပုံဗီဒီယိုမှတ်တမ်းတင်ထားစေခြင်းပါတယ်ပြီးရင်အင်ရှင်နဲ့ဆက်သွယ်ဖို့ line application ကိုတောင်းပါပြီးရင်ဓာတ်ပုံတွေကိုသူ့စီရောပွဲစားစီရောပို့ထားပါဖြစ်နိုင်တယ်ဆိုလို့ရှိရင်3 group ဖွဲ့ထားပါစာချုပ်ချုပ်တဲ့အခါမှာဖြစ်နိုင်ရင်ပွဲစားကိုအတိတ်တွေအနေနဲ့လက်မှတ်ထိုးခိုင်းစီခြင်းပါတယ်နံပါတ်4ချက်အနေနဲ့ကတော့အခန်းအထက်အခါမှာတရားဝင်အပ်စီခြင်းပါတယ်ထိုင်းမှာကအခန်းတွေအပ်ကြတဲ့အခါမှာဆိုလို့ရှိရင်တော့ခက်ခဲပြီးတော့တနေရာမှာထားခဲ့တာမျိုးတွေလုံးလေးလုံးထားချိကြပါတယ်အခန်းပြတ်အပ်တဲ့အခါမှာသဘောမရမရှင်တော့ဘယ်နားမှာထားခဲ့တယ်ဆိုတာမျိုးတွေမလုပ်ပါနဲ့ငါပေးခဲ့တဲ့ပွဲစားရဲ့အခန်းပိုင်ရှင်ရဲ့ခေါ်ပြီးတော့မှတရားဝင်အပ်ပါတန်ချင်းရေးကဘာညာတို့အနေငယ်ပျက်စီးကဘာညာတို့လောက်ကတော့ပေးရမှာဖြစ်ပါတယ်သဘောရဲ့30ရာခိုင်နှုန်းလောက်ကတော့မဖြစ်မနေသူတို့ဖြတ်ကြမှာပဲဖြစ်ပါတယ်30ရာခိုင်နှုန်းတက်ပို့ပြီးဆိုရင်တော့ကိုယ်လည်းအကြောင်းအရာကိုမဖြစ်မနေရအောင်ချပါမလိုအပ်တာတွေအတွက်ဖြတ်တယ်ဆိုလို့ရှိရင်တော့ပုံနေတက်တွေနဲ့တကွာတရားဝင်ပြောစီခြင်းပါတယ်သဘောတွေပြန်ရပြီဆိုတော့မှပဲအိမ်ထဲကနေပြီးတော့မှထွက်ပေးပါနံပါတ်5အနေနဲ့ကတော့အရင်လည်းအကြောင်းမလွန်ကြဘူးနာကြံပေးခြင်းပါတယ်ဘန်ကောက်ထဲမှာအခန်းကားနေကြပြီဆိုတဲ့သူတွေကအများအပြားတော့တရားဝင်လာနေကြတဲ့လူတွေဖြစ်ပါတယ်ဗီဇာမျိုးမျိုးနဲ့နေတာဖြစ်ပေမဲ့နေထိုင်တဲ့လူအလုံးကတရားဝင်နေကြတာပဲဖြစ်မှာပါတခုခုဆိုမြန်မာဆိုပြီးနှိမ်ခံရတာတော့မှန်ပေမဲ့ကိုယ့်ပေါ်မဟုတ်တာလို့ရင်တော့တိုင်းပါဒိုင်လို့ရပါတယ်တချို့အင်ချင်းတွေလည်းကြောက်ကြပါတယ်သူတို့မှလိုင်းစင်မရှိဘဲနဲ့ငှားမရပါဘူးဒါကြောင့်မို့လို့ပြဿနာမဖြစ်ရှင်ကြပါဘူးအခုပြဿနာဖြစ်နေတဲ့ထိုင်းမျိုးသမီးဆိုလို့ချင်းလိုင်းစင်မရှိဘဲနဲ့အခန်းငှားရတဲ့အတွက်ပြစ်မှုတွေပုံမှားတွေအများကြီးထပ်တူပြီးတော့ဒုက္ခတွေရောက်နေရပြီလည်းဖြစ်ပါတယ်နောက်ဆုံးချက်အနေနဲ့ကတော့ပွဲစားတွေကိုတင်းတင်းကြပ်ကြပ်ကင်တွဲပါထိုင်းမှာပွဲစားနဲ့ကင်းတဲ့အလုပ်ရလူမရှိပါဘူးဒီထဲမှာတာဝန်ယူတတ်တဲ့ပွဲစားနဲ့တာဝန်မယူတဲ့ပွဲစားပဲမျိုးမျိုးရှိကြတာပါဘယ်ပွဲစားမဆိုလာကမလုပ်ပေးပါဘူးပွဲစားကကိုအင်္ဂါဘက်ကနေပြီးတော့မှမယူရင်အင်ရှင်ဘက်ကနေပြီးတော့ယူပါတယ်အင်ရှင်ဘက်ကမရရင်အင်္ဂါဘက်ကနေပြီးတော့မှယူပါတယ်အိမ်ပြပေးပြီးရောဆိုပြီးလုပ်တဲ့ပွဲစားရောအိမ်ရောကိုမငှားပါနဲ့တချို့မြန်မာပွဲစားတွေဆိုသဘောသူတို့ကယူထားတာဖြစ်ပါတယ်ထိုင်းအင်ရှင်တွေကတလားစာလောက်တော့မရထားကြတာတွေလည်းရှိပါတယ်တချို့ပွဲစားဆိုရင်လာကားကိုပိုတင်ပြီးတော့မှလာစဉ်အိမ်ငါးရှိကနေပြီးတော့မှပတ်စံတွေပူယူနေကြတာမျိုးတွေလည်းရှိပါတယ်တချို့ပွဲစားတွေဆိုရင်၄လစာ6လစာတစ်ခါတည်းယူထားပြီးတော့မှအင်ချင်းတလားချင်းစီသူတို့တွေကနေတစင်ပေးနေကြတာကြီးလည်းရှိပါတယ်ပြောခဲ့တယ်လို့ပါပဲထိုင်းမှာပွဲစားနဲ့กินလို့ရတဲ့အလုပ်ဆိုတာကတော့မရှိပါဘူးဘလောက်ထိချိန်နေဆိုလဲဆိုလို့ရှိရင်ဘန်ကဘီဘက်ကတိုက်တွေမှာဆိုလို့ရှိရင်မြန်မာတွေအနေများတော့အခန်းငှားတဲ့ကွန်ဒိုတွေမှာမြန်မာဝန်ထမ်းတွေခန့်ထားကြပါတယ်သူတို့နဲ့ပွဲစားနဲ့ပေါင်းပြီးတော့မှဒီတိုင်းအခန်းချီလာလို့ပြီးတော့သွားမိလို့ရှိရင်ဘယ်တော့မှရတယ်လို့မရှိပါဘူးပွဲစားကနေတစင်မင်းရင်တော့အချိန်မီရပါတယ်ကိုနေရကိုဒေတာမဟုတ်တဲ့အတွက်ကြောင့်မလို့ပွဲစားလူတော်လက်ခံပါတယ်လူတိုင်းအတွက်မဟုတ်တော့မှတချို့အတွက်ကတော့လိုပါတယ်ဒါကြောင့်မလို့လဲမြန်မာလူမျိုးချင်းမြတ်တဲ့ရက်ခံကျင်တာကအကျိုးဆောင်လေးတွေဖြစ်စီခြင်းပါတယ်ခက်ခဲနဲ့ဒုက္ခတွေနဲ့လာနေကြတဲ့သူတွေဖြစ်ကြပါတယ်အချင်းချင်းလှက်ပတ်ပြီးတော့မှလိမ့်လေကြော်ခွာပြီးမလုပ်ကြပဲနဲ့ကုညီရိုင်းမင်းနဲ့စိတ်နဲ့ထိုက်တဲ့အခါချင်းငွေလေးတွေနဲ့တာဝန်ယူစိတ်ရှိလေးလုပ်ပေးကြဖို့လဲပွဲစားတွေကိုမြတ်တဲ့ရက်ခံပါတယ်ပေါ်ပြပါအချက်တွေကိုလိုက်နာမယ်ဆိုလို့ရှိရင်တော့ထိုင်းမှာအိမ်ငှားတဲ့အခါမှာသဘောကိုအပြည့်အဝမဟုတ်ရင်တော့မှထိုက်တဲ့ပမာဏအထိတော့ပြန်လည်ရရှိမယ်လို့လဲမျှော်လင့်မိပါတယ်
ဒါပေမဲ့တခုသိထားရမှာကထိုင်းမှာသဘောပေးထားတဲ့ငွေကဘယ်တော့မှပြပြဝဝတော့ပြန်ရမှာတော့မဟုတ်ပါဘူးဒါပေမဲ့လည်းသတ်မှတ်ထားတဲ့ပမာဏ30ရာခိုင်နှုန်းလောက်ထိကတော့ GDP နဲ့လက်ခံပေးရမှာပါ30ရာခိုင်နှုန်းနဲ့ကျော်ရတယ်ဆိုလို့ရှိရင်တော့တက်သေးတွေနဲ့တကွာတရားဝင်ပြောပါလိုအပ်လာလို့ရှိရင်ရဲစခန်းအောင်တိုင်ကြပါအားလုံးပဲအဆင်ပြေချုံးမိကြပါစေခင်ဗျာ